အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ညီကအလုပ်ပိတ်ရက်လေးဖြစ်ပြီးတော့မနေ့ကညီရဲ့တငယ်ချင်းမောင်ကညီစီဖုန်းဆက်တယ်ပေါ့နော်သူဒီနေ့ဈေးကန်းသွားပြချင်တဲ့အတွက်ညီကိုအဖော်လိုက်ပေးဖို့အတွက်ဖုန်းဆက်လာတာမို့လို့ဒီနေ့တငယ်ချင်းကိုအချိန်ပေးပြီးတော့ဈေးကန်းတူတူလိုက်သွားပေးမှဖြစ်ပါတယ်တငယ်ချင်းဆိုတာကညီတို့ဘဝမှာညီတို့ရဲ့မိသားစုညီကိုမောင်နှမတွေပြီးသွားရင်ဒုတိယမိသားစုဖြစ်တဲ့အတွက်တငယ်ချင်းဆိုတဲ့သူတွေကိုတန်ဖိုးထားဖို့လိုအပ်ပါတယ်ငငယ်တုန်းကသိခဲ့တာကမိတ်ဆွေတွေအများကြီးရှိတာကကောင်းမွန်တယ်လို့ထင်ခဲ့တယ်ပေါ့နော်တကယ်တမ်းကမိတ်ဆွေတွေအများကြီးရှိဖို့ထက်စစ်မှန်တဲ့မိတ်ဆွေတဦးတစ်ယောက်ရှိနေတာကပိုပြီးတော့လုံခြုံစိတ်ချရပါတယ်မြန်မာပြည်မှာကလေးကမိတ်ဆွေပေါ်ပေမဲ့တငယ်ချင်းရှားတဲ့ညီအတွက်တငယ်ချင်းတယောက်ရဖို့ဆိုတာကမလွယ်ကူပါဘူး။နောက်ပြီးညီခံယူထားတာကရန်သူတစ်ထောင်ကိုနားမှာရှိနေရတဲ့အဓိကကို့အကြောင်းကိုနားလည်ပြီးတော့ကိုဖေးမှကူညီဖို့ဘယ်သူမှတာဝန်မရှိဘူးဆိုတာကိုနားလည်ထားဖို့လိုအပ်တာဖြစ်တဲ့အတွက်ကိုနဲ့ energy တူညီတဲ့သူကိုနဲ့ type တူတဲ့သူကတွေ့ရဖို့ခဲရင်တာမို့လို့တငယ်ချင်းဆိုတာကညီအတွက်လက်ချိုးရည်လို့ရပါတယ်။မော်ဆိုတဲ့သူကဂျပန်ကိုရောက်မှညီနဲ့ခင်ရတဲ့ညီရဲ့တငယ်ချင်းမှာဆောင်းလဲမတူသလိုကုမ္ပဏီလည်းမတူပါဘူး။ညီရဲ့အရင်ဟိုတယ်အခြားဌာနကလုပ်ဖို့ကိုင်ဘက်လို့ပြောရင်မမှားပါဘူးရှင်။အညိုစင်ဖြစ်တယ်။ရှင်အဲ့လိုရင်းမထဲဝိုင်းအောင်ဝင်းနေရဲ့ဖုန်းနံပါတ်အရေးပေါ်ကိုဘယ်သူ့ကိုဆက်သွယ်ရမလဲဆိုတဲ့ဟာမျိုးပြောတယ်။ဒီရပဲမတတ်မစွမ်းလားလို့မေးတာမတတ်မစွမ်းမဟုတ်လားရှင်။ဒီမတော်တဆမှုဖြစ်တာလားဆိုမဟုတ်ဘူးလေ။年寄りの介護認定っていうのがあるの。ありがとうございます。お年寄りじゃないから介護認定はいい。ありがとうございます。4番。うん。4番の前でお待ちください。これ回しておきますのでね。お願いします。လိုအပ်တဲ့အချက်လက်တွေစစ်ဆေးပြီးသွားပြီဆိုတော့ညီတို့နံပါတ်4အပေါက်မှာသွားပြီးတော့ညီတို့သွားဆောင်အောင်မှာဖြစ်ပါတယ်ဒီနေ့ကဆေးကန်းဒီအကုန်လုံးကသွားပြတဲ့အချိန်မှာပိတ်ထားတော့ညီတို့ဆေးရုံပဲသွားလိုက်ရတာဖြစ်ပါတယ်အပြန်လန်ပေါ့နော်ကိုဆေးရုံသွားတော့ကလည်းသူလိုက်ခဲ့တယ်လို့သူဆေးရုံသွားတဲ့အချိန်မှာလည်းကိုလိုက်ရပါတယ်すみませんちょっと通りたいですဒါကတော့နှစ်ယောက်သားဇာတိရေးပြရတာပေါ့နော်ဆေးရုံရောက်သွားလဲစာအုပ်ကပါနေတော့စောင့်ရမယ့်အချိန်နဲ့ဆရာဝန်ကလည်းမပြရသေးဘူးဆိုတော့သူ့ကိုစာမေးပါတယ်ဒါကတော့သူကျမကို sport ရိုက်ပေးနေရပေါ့နော်မောကတကယ်တော့ဒီဆောင်ဘွဲကိုဖြည့်ပြီးလို့လက်မှတ်တောင်ရပြီးသွားပြီအဲအကြောင်းမလို့သူ့စီကနေပြီးတော့အတွေ့အကြုံလေးတွေယူပြီးတော့ဘယ်ဟာလေးတွေကအရေးကြီးလဲဆိုတာမျိုးတွေမေးတာဖြစ်ပါတယ်ထောက်တာနဲ့ပြပြီးသွားတော့ညီတို့ဆေးညွှန်းအတိုင်းဆေးသွားဝယ်ဖို့အတွက်ဆေးဆိုင်ကိုသွားပါတယ်။သူ့ကပြချင်တာကားမပြောဘူး။သူ့တော့ကပြချင်။ဆေးသွားဝယ်မယ်ဆိုပြီးတော့နှစ်ယောက်သားသွားလိုက်တာဘာကာဆိုင်နဲ့ရောက်သွားပါတယ်။180ဘက်က180စောင့်အောင်ဘာကစားပြီးတော့ညီတို့နှစ်ယောက်ဆေးဆိုင်ကိုသွားပါတယ်။မောင်ကဆေးတွေသွားပြီးတော့ဝယ်နေတဲ့အချိန်ညီကသူ့ကိုစောင့်ပါပါတယ်။တခုခုအဆင်မပြေရင်သွားပြီးကူညီဖို့အတွက်မျှော်ရတာပေါ့ရှင်။အချိန်ကိုပြောလိုက်။အချိန်တော့တောက်ချင်တယ်ဆိုတာဆရာဝန်ပေးလိုက်တဲ့ဆေးကိုသူသိတဲ့သဘောကျပုံပေါ်ပါဘူးရှင်။ဆေးကန်းသွားတာထက်မုတ်သွားပတ်စားရလို့ပြောရင်ပုံမှန်မယ်လို့ထင်ပါတယ်။တလန်းလုံးတွေ့တဲ့ဆိုင်နှစ်ယောက်လုံးဝင်ပါတယ်။ဒီတစ်ခေါက်ပိတ်ရက်ကတော့မော်နဲ့တူတူအချိန်တွေဘယ်လိုကုန်သွားမှန်းတော့မသိလိုက်ရပါဘူးရှင်။ညီရဲ့အကောင့်မှာညီနဲ့မသိပေမဲ့ဈေးကန်သွားဖို့အတွက်စကားပြန်အနေနဲ့ volunteer လိုက်ပေးဖို့အကူအညီလာတောင်းတဲ့သူတွေစာလာပို့ထားတဲ့သူတွေအတွက်ဂျပန်မှာညီရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကစကားပြန်မဟုတ်ပါဘူးရှင်။ဒါပေမဲ့အကယ်၍များဂျပန်ကိုရောက်ခါစားဖြစ်ပြီးတော့မှဆေးရုံသွားဖို့ဈေးကန်ပြဖို့ကျန်းမာရေးနဲ့ဆိုင်တဲ့ပြဿနာကိုဒေါက်တာနဲ့ဆွေးနွေးဖို့ရန်အတွက်ဂျပန်စကားပြောဖို့အခက်အခဲရှိပြီးတော့သိပြီးမရဲတဲ့သူတွေအတွက်ညီနေတဲ့အာတာမီမျိုးအနီးတစ်ဝိုက်နားဆိုရင်တော့ညီ volunteer အနေနဲ့လိုက်ပြီးတော့ကူညီပေးပါမယ်။ဒီအာတာမီမျိုးအနီးတစ်ဝိုက်မှာပဲရှိရဲဆိုရင်တော့ကူညီပြီးတော့အဖော်လိုက်ပေးပါမယ်။စကားပြန်တယောက်လိုအရန်ကို professional မဆန်ပေမဲ့လို့ညီကိုယ်တိုင်ကကျန်းမာရေးဝန်ထမ်းလည်းမဟုတ်ပေမဲ့လို့ညီမကူညီခြင်းနဲ့စိတ်ကလွှဲရင်ဘာမှမရှိပါဘူးရှင်ညီရဲ့လက်ရှိလုပ်ငန်းကဟိုတယ်နဲ့ဆိုင်နဲ့ service ပေးရဲ့လုပ်ငန်းဖြစ်တဲ့အတွက်ညီတက်ထားတဲ့လောက်ပညာလေးနဲ့ကူညီပေးနိုင်မယ်လို့ထင်လို့ပါကံပေါ့နော်ညီကလည်းအလုပ်တစ်ဖက်နဲ့ဖြတ်တန်းနေတဲ့သူဖြစ်တဲ့အတွက်အလုပ်ရဲ့ပိတ်ရက်နဲ့အချိန်ကိုညှိပြီးတော့မှကူညီပေးနိုင်မယ်လို့ထင်ပါတယ်ဒီနေ့အတွက် vlog ကတော့ဒီမှာတင်မဲ့ပြီးဆုံးသွားပြီဖြစ်ပါရဲ့ရှင်အဆုံးထိနားထောင်ပြီးကြည့်ပေးကြလို့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံချင်ပါတယ်အားလုံးဘေးရန်ကင်းကွာကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်